မိခင်လေးလေးမဖုံးနိုင်တဲ့အထိအပေါက်တွေကြောင့်လို့ဆင်ញင်နေပြီလားအမကဒီနေ့ပြောပြပေးမှာကတော့ဒီ post acne scar တွေကြောင့်ပြောပြပေးမှာဖြစ်တယ်တယောက်က post acne scar လို့ခေါ်တဲ့ဝက်ချန်ချမ်းခွက်တွေကိုစပြီးကူရမယ်ဆိုရင်အဓိကလုံးဝမှာ၃ချက်ပဲရှိပထမတစ်ချက်ကစောစောကူရမယ်ဒုတိယတစ်ချက်ကစိတ်ရှိရှိနဲ့အချိန်ပြီးကူရမယ်တတိယတစ်ချက်က treatment တစ်ခုမျိုးကိုသွားတာမဟုတ်ဘဲနဲ့လိုအပ်တဲ့လူမျိုး command treatment တွေကိုလုပ်ဖို့လုပ်ပါမယ်အမကတတိကျကျပျောက်ပြီးတော့မှထိရောက်တဲ့ scar treatment တစ်ခုရမှာအမစီကမ်းမှာဆိုရင်အမရုပ်ချမ်းခွက်တွေကုနေရတဲ့လူတွေလာပြီးဆိုရင်လာတဲ့ခောက်တိုင်းမှာအမသူတို့နဲ့ပြန်ပြီးတော့မှဆွေးနွေးဖို့ခေါ်တယ် treatment ဒီ treatment ဆိုဒီ treatment ပဲတစ်ခုလေးလုပ်ခိုင်းတာမျိုးဟုတ်တစ်ခေါက်လာတိုင်းမှာသူတို့ရဲ့ပြောင်းလဲသွားတဲ့မျက်နှာပေါ်မူတည်ပြီးအမရုပ်ချမ်းခွက်တွေကိုကုရတဲ့ကုသမှုတွေလည်းပြောင်းရတယ်ဒီကံအနေနဲ့ကတော့ကိုယ့်ရဲ့အရေးအပြောကိုပုံမှန် healing ဖြစ်အောင်လုပ်ပေးတဲ့ဒီ treatment တွေ PRP treatment တွေပါတယ်ပေါ့နော်ဒါကတော့အခြေခံအနေနဲ့လုပ်တဲ့ဟာတွေပေါ့ပို့ပြီးတော့မြန်မြန်ထိရောက်ခြင်းနဲ့မြန်မြန်ပြောင်းခြင်းနဲ့ပို့ပြီး effective ဖြစ်ခြင်းနဲ့ဆိုရင်စီးထိုးရတဲ့ biostimulator လိုမျိုးတွေဒီ rejuvenate လိုမျိုးတွေပြီးတော့နောက်ဒီတိုးလိုစီးမျိုးတွေပေါ့အဲ့ဒီစီးတွေနဲ့ကုသတာမျိုးတွေရှိတယ်။ scar ကုလို့မျိုးဆိုရင်အချိန်တိုင်းတာတစ်ခုပေးရတယ်6လတန်ပြီးတစ်နှစ်တန်ပြီးပေးရတယ်။အဲ့ဒီအတွင်းမှာစီးကမ်းကိုတစ်ခေါက်ပြန်လာတိုင်းမှာဆရာဝန်နဲ့ပြန်ပြီးဆွေးနွေးဖို့ဆရာဝန်နဲ့ပြန်ပြဖို့မပြင်းနဲ့အဲ့ဒီဖြစ်နေတဲ့မျက်နှာကိုမူတည်ပြီးတော့မှတောက်မှုတွေရတယ်ပြောင်းလဲသွားတဲ့အကြောင်းမျိုးဖြစ်တယ်။